34ရက်နေ့သစ္စာဖောက်ခံရခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး22အခန်းငယ်40မှ65အထိတစ်ချိန်တည်းမှာပဲဘာသာရေးဆရာတွေကယေရှုကိုဘယ်လိုဖမ်းရမလဲလို့တိုင်ပင်နေကြတယ်။နတ်ဆိုးကလည်းယေရှုရဲ့တပည့်သစ္စာပေါက်ယူရရှကာတို့ကိုဝင်ဖူးလိုက်တယ်။အဲဒါကြောင့်သူကဘာသာရေးဆရာတွေစီသွားပြီးယေရှုကိုရောင်းစားဖို့လုပ်တယ်။ယေရှုနဲ့သူ့တပည့်တွေကလည်းဆူတောင်းနေကြတောင်ပေါ်မှာဆူတောင်းဖို့ရောက်နေကြတယ်။ညဆိုးစီမှာမရှုံးဖို့ဆုတောင်းကြဘာသာရေးဆရာတွေစီရောက်နေတဲ့ယူဒရှကာတို့ကယေရှုကိုငွေရင်းကား30နဲ့ရောင်းစားလိုက်တယ်လူသားအလုံးရဲ့အပြစ်အတွက်အသေးခံရမယ့်အချိန်ရောက်ပြီဆိုတာယေရှုကကြိုသိလို့တယောက်တည်းဖျားသခင်စီမှာဆုတောင်းလိုက်တယ်အဖေဒီဒုက္ခတွေကိုသားစီကဖယ်ပေးပါဒါပေမဲ့သားစန္ဒမဟုတ်ပဲအဖေစန္ဒတိုင်းလုပ်ပါဆူတောင်းနေတဲ့အချိန်မှာပဲကောင်းကင်တမန်တစ်ပါးရောက်လာပါတယ်သူခံစားရမယ့်ဒုက္ခဝေဒနာကအစာပြုတ်နေလို့ခွန်အားပေးပါတယ်အဲ့ဒီဝေဒနာကြောင့်မြေကြီးပေါ်ကျသွားတဲ့ယေရှုရဲ့ချွေးဆက်တွေကသွေးဆက်တွေတောင်ဖြစ်နေပါတယ်ဘာဖြစ်လို့အိတ်နေကြတာလဲထားကြညဆိုးစီမှာမရှုံးဖို့ဆုတောင်းကြရှူတာပါလားဒီအညာနဲ့ငါ့ကိုရောင်းစားလိုက်တာလားကျွန်တော်တို့ကိုတက်ပြစ်လိုက်ရမလားဆရာလာသူ့ကိုဖမ်းလိုက်တော့ကြစမ်းतू ကတကိုးကြီးလိုက်တာဓာတ်တွေတုတ်တွေနဲ့ငါ့ကိုဓမြဖမ်းတယ်လို့လာဖမ်းကြတာလားမင်းတို့မှာမိစ္ဆာတကိုးပဲရှိတာဆိုတော့တစ်ချိန်လုံးဗိဗ္ဗံတော်ကြီးမှာရှိနေတော့ငါ့ကိုမဖမ်းရဲကြပဲအခုမှောင်တော့မှလာဖမ်းရဲကြတယ်ပေါ့လေသူ့ကိုဖမ်းလိုက်သူ့ကိုတေချာခေါ်သွားသူတို့ကယေရှုကိုဖမ်းချုပ်ထားလိုက်ပြီးဘယင်ကြီးလို့လောင်ပြောင်ကြတယ်ဒီမှာကျန်ဒီဘီသူနန်းတော်မှာဝတ်တော်ဝတ်ရောက်လေ ဒီဘီရင်ကြီးကတကိုးတော်တော်ကြီးတယ်ဟုတ်လား အဲ့တကိုနည်းနည်းလောက်ပြပါအောင်လားကျွန်တော်တို့ကဲတင်ပြပါအောင်အရှင်မင်းကြီးရဲ့
ဒီလူကယေရှုတပည့်ပဲ ယေရှုကိုငါမသိဘူး ကျမတွေးလိုက်ပါတယ် တနာကြကောင်းလိုက်တာဘရင်ကြီးရဲ့ဟာဟာဟာ ဟာ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 အခုတော့ငါတို့ကိုမော့ကြည့်နေရပြီမလား ခင်ဗျာယေရှုရဲ့တပည့်မလား မဟုတ်ပါဘူး ဒီလူကယေရှုတပည့်မှတ်လားတရားတဲ့သားတွေပဲလေ ထားလိုက်စမ်းပါကွာ မင်းဘာပြောနေရလဲငါမသိဘူး ယေရှုကပေတရုကိုလှည့်ကြည့်လိုက်တယ်အဲ့ဒီတော့မှ ဒီနေ့လင်းချက်မတုံခင်ယေရှုကိုငါမသိဘူးဆိုပြီးသုံးခါတော့မင်းပြောအောင်ပါ ဆိုရက်ယေရှုပြောခဲ့တဲ့စကားကိုသတိရသွားတယ် နံပါတ်1ဖိအားများအောက်တွင်ယေရှုနှင့်ပေတရုတို့၏ကွဲပြားခြားနာခြင်းကဘာလဲနံပါတ်2ဖိအားများကြုံရသောအခါယေရှုကဆုတောင်းခြင်းကိုအဘဲကြောင့်အလေးပေးသည်